高面的有好话偏的看谈到爸妈接触到呢，你的真是吧？谁都无所适当别吧嘞。结婚啦的变来变嘛，多啦你的，等毛蛋也太过结婚嘛的，啊，变来过的等毛蛋也，熬起嘛也是吧的，但是没有吧？啊，等毛哈因为这个偏多来看嘛，也问嘛的，但哈得把话别偏吧的，但没一点嘢的哈，哪个里偏偏多吧的，啊。等毛记的背包哪包干的，也得穿的那个，对面不嘛吧？大妹妹，没有对的姨们，哦，是个，是哈，来年的，哦，就比如嘛，都是个文兰人哦，等毛也玻璃哈，没看呢，你呢面有多嘛，别把的，表姐那里老家也变来变来嘛，起多了你的等来着哦。你是人生里的别的哪里？你是人生里的生活目的开的哈，叫那个没有谁吧？家是拿起到都没得个家吧是，所以是没到没交吧是呢。第二现在看耶稣看到个，都叫那片阿婆没收人家那路都标吧的，知道没说？第二对都没标，第二对都要接受哈，老老的，用基督的妙多了 ，stress。PC မှုတွေ depression တွေရတယ်ထောင်းဖြစ်သွားတယ်ပူပန်မှုဝေဒနာတွေခံစားနေရတာကဒီနေ့ရင်ဆိုင်နေရတဲ့ပြဿနာတွေကြောင့်မဟုတ်နက်ဖြန်လေးကိုကြိုတင်ပြီးတော့မှစိုးရိမ်နေလို့ပဲတင်မောဟာရေမိုင် area A ကိုကြော်ဖြတ်နေစဉ်အခါမှာအဲ့ဒီ area A ကရေတွေသူ့ထဲကိုဝင်လာတာပြဿနာမဟုတ်ဒါပေမဲ့လိုင်းလို့ခေါ်တဲ့မရောက်သေးတဲ့ area B ကရေတွေကသူ့စီကိုကြိုပြီးဝင်လာရင်တော့သူမြုပ်တယ်ဘယ်လိုပါလဲတင်ပေါ်မှာစိုးရင်ပူပန်မှုတွေခေါင်းကိုက်ရတယ်စကြောတွေတက်တယ်စီးချိုတယ်သွေးထိုးတယ်ဒါတွေဟာနက်ဖြန်နေအတွက်တင်ဟာကြိုတင်ပူပန်လို့ပဲဖြစ်ပါလိမ့်ကျန်းစာပြောပါတယ်အသက်မွေးလောက်တော့အစာတဲ့ our daily bread ယနေ့ဖျားကြီးတင်ကိုပေးတယ်တဲ့ကိုလေးတနည်းကိုအစာလို့ပြောတဲ့အခါမှာဒါခွန်အားဒီနေ့အတွက်ခွန်အားယနေ့အတွက်ယုံကြည်ခြင်းယနေ့လိုအပ်ချက်များအားလို့ကိုဖျားကြီးက only for today မန္တမောဟာတရက်စာပဲဖြစ်ပါလိမ့်ဒီနေ့အတွက်လေလုံလောက်တယ်ဒီနေ့မှာတုံချမဲ့အရာတွေအတွက်တင်းရဲ့ budget နဲ့လောက်တယ်ဒီနေ့မှာရင်ဆိုင်ရမယ့်ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့အစွမ်းအသင့်မှာအပြည့်ရှိတယ်ဒီနေ့မှာကြော်ရမယ့်တောင်းတွေအခက်အခဲတွေကိုကြော်နိုင်တဲ့ခွန်အားအသင့်မှာအပြည့်ရှိတယ်လုံလောက်တယ်ဒါပေမဲ့ not enough for tomorrow မနက်ဖြန်အတွက်မလုံလောက်ဘူးဘာလဲဆိုတော့ကောင်းမြတ်သောယေဟောဝါကနက်ဖြန်နေ့မှာတင်းရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေအတွက်အစာကိုသူကကြုံမပေးဘူးဒီနေ့အတွက်ပဲသူပေးတာဒါမလို့မလာသေးတယ်မရောက်သေးတဲ့နက်ဖြန်နေအတွက်ကြိုပြီးတော့မှကိုကပူတဲ့အခါမှာစာမြုပ်ပြီး stress တွေဝင်လာပြီး pressure တွေကိုပြီးပြီးဒေါသတွေထွက်ရပြီးခေါင်းတွေကိုက်ရပြီးနော်ဒီနေ့မြန်မာနိုင်ငံမှာတင်တဲ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ပြဿနာတွေတူးနေသေးပါနော်ပြဿနာအကြောင်းပြောလို့အဖြေမရပါဘူးနော်ကျွန်တော်အဖြေပဲပြောမယ်ဆိုတော့အဖြေကတော့နက်ဖြန်အတွက်နက်ဖြန်မှပူပါပြဿနာက tomorrow အတွက် today မှာကျွန်တော်တို့ကပူနေတာတကယ်တော့ live one day at a time ဒီနေ့အတွက်ပဲအသက်ရှင်ပါအဘယ်သူဒီဆိုရင်ချင်းအဖြစ်မိမိအသက်တာကိုတရက်တိုးပွားစေနေတယ်တဲ့နော်တထောင်ဆိုတော့ကသူကတရက်ကိုပြောချင်တာဆိုရင်လို့မနှက်ဖန်အတွက်ဆိုရင်လို့အသက်တရက်ပို့ပြီးတော့မှမရှိပါဘူးဤနေ့ရဲ့ဒီထောင်ဝက်ပြားစေနော်မူသောနေ့ရက်ဖြစ်ပြီးယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်ဒီနေ့မှာတော့သင်ဝမ်းမြောက်ဖို့ရှင်လန်းဖို့တမန်ကျမ်းစာပြောပါတယ်အရှင်ရှုကနက်ဖြန်နေသည်မိမိအဖို့စိုးရိမ်လိမ့်မည်နောက်တော့နော်နက်ဖြန်နေအတွက်နက်ဖြန်ကစိုးရိမ်မှာသင်မစိုးရိမ်နဲ့ယနေ့မှာသင်ဟာအသက်ရှင်ရမယ်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့အဖို့လောက်ပြီပြောချင်တာကပါလေယနေ့သင်ရင်ဆိုင်ရမယ်စိန်ခေါ်မှုတွေအခက်အခဲတွေပြဿနာတွေမကောင်းမသင့်သောအရာတွေကိုရင်ဆိုင်နေတဲ့ခွန်အားခံနိုင်ရည်သင်မှာအပြည့်ရှိတယ်လောက်ပြီဤဆိုတာကသင်မှာခံနိုင်ရည်လုံလောက်တယ်ယနေ့ဖြည့်ရှင်းရမယ့်အရာတွေအတွက်သင်မှာယုံကြည်ခြင်းလုံလောက်တယ်အကြံဉာဏ်လုံလောက်တယ်ငွေကြေးလုံလောက်တယ်တာယာဆွမ်းအားလုံလောက်တယ်ယနေ့အသုံးပြုဖို့အတွက်အဝိုးအထည်ဆန်းစီစာငရုတ်ကျက်သွန်အားလုံးလုံလောက်တယ်နက်ဖြန်နေအတွက်တော့မလောက်ဘူးဒါလို့နက်ဖြန်နေအတွက်မစိုးရိမ်နဲ့အားလုံးအပေါ်မှာယေဟောဝါဘုရားသခင်ရဲ့ဖွင့်ပြခြင်းညီသက်ခြင်းအလင်းကြော်ဝါစွာတက်ရောက်ပါစေ။နောက်များစွာပြန်လေကဝင်ငါခြင်းအဖြစ်ကောင်းကြီးမင်္ဂလာများကိုမျှဝေချဆိုရင် Good night and good night to you all